ဆိုပါအောင်ကြီးဆိုတာငါခေါ်တာလေဟိုနေလင်ငယ်တွေပါရှင်လင်ငယ်များအေးလေးလို့ခေါ်တာမှဖြစ်နေမလားကျမမအဲ့နာမည်ခေါ်တာမကြိုက်တာဘလို့သိပါလဲဟိုဒုညောင်ရဲ့ချစ်တဲ့တန်တလားပြည့် anniversary လေးပါနော် anniversary ပါသေးတယ်တလားပြည့်တယ်နေငါလုံးမတော့ဖတ်ပါတယ်ငါမသိပါဘူးလို့ပြောနေတာစပ်မောင်အေးလေးရဲ့မောင်ကားတဲ့အေးလေးရဲ့ပထမလူမဖြစ်ခဲ့ပေမဲ့ဒုတိယလူဖြစ်နေထာဝရချစ်သွားမယ်လို့ဂရုပြုပါတယ်ဟုတ်မသိကွာနွဲ့ကတော့လည်းရတယ်ကွာဘလို့စားလဲကွာနင်တော့ကတော့စပ်တော့မစဲပါနဲ့ဗျာစပ်ဖားလို့စပ်လို့မြန်ပါလိုက်ပါတော့ဒုတိယလူဖြစ်နေထာဝရချစ်သွားမယ်လို့ဂရုပြုပါတယ်ရင်ဝင်ဟောင်းကိုမဆုံးခွာနိုင်ပေမဲ့မောင်ရဲ့ရင်ကွန်းတို့ကိုပြောင်းလာတဲ့အေးလေးကိုနှွေးထွေးစွာကြိုဆိုခဲ့လို့အခုဆိုရင်ချစ်တဲ့တန်တလားပြည့်ခဲ့ပြီနော်တဲ့တလားတောင်ပြည့်သွားပြီတဲ့တလားတောင်ပြည့်သွားအိမ်လေးသာတိတိုင်းနာမည်တိတိုင်းတော့ကျမမသိလို့ရှော့ပြောနေတယ်ဘာဖြစ်လဲအော်နေငါတော့စပ်နေတယ်ဗျာဟိုအရင်လူမပေးနိုင်တဲ့အကျဉ်းသားတွေကိုဒုတိယလူရဲ့ရင်ကွန်းမှာအေးလေးလို့တော့လာယူလဲပါအေးလေးရဲ့ရင်ကွန်းတဲ့မောင်တို့တော့လာရောသူကငွေတော့ချီးစားနေမြအောင်မေးတာမသိဘူးဟာလေဒီကိစ္စငါလုံးဝမသိငါဘူးဒီနောက်လင်ရှိနေပြီမလားပြောမဟုတ်ပါဘူးလေကျမကရှင်းတယောက်နဲ့ရှင်းလို့ပြောဘယ်နဲ့ခါလဲပြောတော့လုံးနဲ့ကျမမပြောင်းလဲလို့လားခုရောက်အဲ့တော့လူပေးတာကျွန်တော်လုံယုံရေးပြောလို့မရတော့ပါသိကြတယ်အဲ့တော့မင်းတို့เนี่ยပတ်သက်နေတယ်အမမကြီးကောင်းနေပဲဖြစ်ရကျွန်တော်မသိဘူးမညာလေမလိုက်နဲ့ကြောက်တယ်ပေါက်နေနေအောင်ကြီးဘာလဲလုပ်မယ်နဲ့ငါလုပ်မယ်တော့ကျမမဟုတ်တယ်ဘာလို့လဲရှင်းတယ်လုံးသေတော့လုံးသေတော့ဒီတော့ကဲမယ်တော်နေတော့ဘိုးဘကငင်ကြီးတို့ဘာမှမလုပ်လိုက်ဘူးဟာလုပ်လိုက်လို့အဲ့နာနေပွဲချင်းပြီးအလုပ်လက်ခံရင်လည်းနည်းဘွားတေချာလိလာပါဟိုလိလာပြီးတော့မှလက်ခံမှာဟိုငါလည်းဘယ်ထင်မလဲကွာလင်ငယ်ကလင်ကြီးရှိတဲ့မရဘူးအဲ့လို surprise တိုက်လိမ့်မယ်လို့မထင်ဘူးလေကွာအေးအဲ့ဒါကြောင့်မလို့တေချာလိလာလိုက်အောင်လို့ပြောတာတော်ပြီကွာဒီလောက်ငါတော်စိတ်ပြတ်သွားပြီအေးမင်းစိတ်ပြတ်မယ်ဆိုလေပြက်စရာပဲအရင်တော့ငါတင်းကြီးခံနေတယ်ဒီတစ်ခေါက်ကတော့မလွယ်ဘူးကွာတော်ပြီကွာငါလည်းမလုပ်ချင်တော့ဘူးဖေဖေနဲ့မမေကလည်းလာပြန်ပြီဒီဖေဖေနဲ့မမေအဲ့ဒီဖေဖေနဲ့မမေပေါ်ဒေါသတွေပုံကြသွားမယ်နော်ပုံကြနေသားပါကျွန်တော်တောင်းမှပြီကိုလာအဲ့ကိစ္စမဟုတ်မင်းတို့ဘာမှစိတ်ထဲမထားနဲ့အဲ့ကိစ္စကိုခေါင်းထဲကထုတ်ပလိုက်မင်းတို့ surprise တိုက်တာလေးကိုသဘောကျလို့ဟိုအခုမှလည်း surprise တိုက်ကြလို့ရှိလို့ပါအိုးကိုကြီးကလည်းစမောလေးဆွဲထားလားငယ်ငယ်လေးဆွဲတာမိုက်တယ်ဘာလို့ပြောနေတာလဲဟို surprise တိုက်စရာဆိုတော့ကိုယ့်ငယ်တငယ်ချင်းကွာအခုစိတ်ဆိုးနေတာကြာပြီကွာဒီနေ့ကသူ့ရဲ့မွေးနေ့လေသူ့ရဲ့မွေးနေ့မှာသူ့ surprise တိုက်ပြီးပြန်ပြီးချော့မလို့ကျွန်တော်တို့ဘာစီစဉ်ပေးရမှာဘာစီစဉ်ပေးရမလဲဒီမှာဟိုအခုဒါဒီပစ္စည်းလေးကိုသူ့ပေးဟောဒါလေးကျွန်တော်တို့ပေးရအပြီးဒီမှာစာလေးဒီစာလေးကိုဟိုရောက်ရင်မင်းသူတို့ရှိပါမင်းဖောက်ဖက်ပြလို့နော်ကျွန်တော်ဖောက်ဖက်ပြမှာဟုတ်တယ်အဲ့ဒါမှ surprise ဖြစ်တော့မှာဒါမှတခုတော့ရှိဟိုလမ်းမှာတော့ဖောက်ပြီးမဖက်နိုင်ဘယ်ဖက်လိမ့်မလဲကျွန်တော် IC ရှိတယ်ဟိုတန်းနဲ့မင်းတို့ကလောအားကဘယ်လောက်ယူလဲမသိဘူးအဲ့လိုတော့ကျွန်တော်လည်းမပြောတာဟိုဒါကတော့အခုနဲ့ကျွန်တော်လည်းဒါမပြည့်ဆွေပြီးတော့လည်းဒါလည်းကျွန်တော်အခုမှစလောက်ကစားဆိုတော့အခုအစင်းပြေတယ်လို့ပေးပါအလုပ်ဖြစ်သွားဘူးငွေကြီးအရင်မကြီးရတယ်ငွေကြီးအရင်မကြီးဘူးဆိုရင်မင်းတို့အဲ့ဒါလေးကိုရောက်အောင်သွားပို့ပေးမင်းတို့ငါ့ရှိကိုပြန်လာတဲ့မင်းတို့ငါ10သိန်းပေးမယ်ပြန်လာပြီးမှနော်ဟုတ်တယ်ဟော10သိန်းတော့10သိန်းအေးလူလုံးလေဟိုဘလူလုံးကမှာတော့ကိုလုပ်ငန်းကိုပြန်စားကြတာပေါ့ဒါပဲဗောကင်ဂရောင်းပွဲလာပြီတာမဒီကောင်တော့ချန်ချင်းမှာရောင်မေလို့မတင်ငါလို့ခေါ်လာဟဲ့မင်းပါတော့တာမင်းတော့ဟာတော့ surprise ဟဲ့ကမ္ဘာရကမ္ဘာဖဲရဖဲရချလာကမ္ဘာချလာကျွန်တော်ရိုက်ကွေးဘွယ် surprise လုပ်တာဆိုလေဟာ surprise လေဟိုတဲ့အဲ့ချလာလေပိတ်တော့ဘာလဲရတော့ဟိုလေဟိုကျွန်တော်တို့လေးကို surprise ပေးခိုင်းလို့ဒီနေ့ရတဲ့ဟိုအကူကြီးရဲ့မွေးနေ့တဲ့ဟုတ်လားခံမွေးနေ့ဆိုတာဟုတ်တယ်ဘယ်ကောင်းပေးခိုင်းတာငါအကူကြီးရဲ့တကယ်ချင်းလို့ပြောတာပါပဲဗျာအဲ့တော့မွေးနေ့ surprise လေးပါအကူကြီးလေး line ပေါ်မှာကြည့်မှုမှာအဲ့ဒီကျွန်တော်ရိုက်လို့ရမှာပြဘယ်လာပေးခိုင်းတာလဲဒီမှာဒါလေးကျွန်တော်ရိုက်လို့ပါရိုက်ပြဘူးဘာမှမဖြစ်ဘူးလေကိုရဲ့အေးရဆိုရိုက်နော်ကြောက်ဆင်းရပါလိမ့်တယ်ဟုတ်ရိုက်ဂိမ်းကျော်surprise ပါဂိမ်း surprise ပါဂိမ်းတွေးတကယ်နေ surprise ပါဟုတ်ကဲ့ဒီဟာကိုကျွန်တော်ဘူးဟောလို့နော်အေးဟာဟဲ့ကျွန်တော်တို့ကပေးခိုင်းတာလက်ဆောင်လေးပါပါတယ်စာလေးပါကျွန်တော်တို့သူတို့ပေးခိုင်းလို့ကျွန်တော်လာပေးတာပါရိုက်ထားလိုက်မယ်နော်ကျွန်တော်ဒါဆိုကြောက်လို့စက်တော်မလီးပါဘူးကြီးပြန်ဖက်ရဟုတ်ကဲ့ဖက်ပြလိုက်မယ်ကိုဖက်လိုက်ရင်ကိုသဘောပေါက်တော့မှာပါလေဖက်ပြီနော်ရိုက်ထားမှာနော်ဟာ
တီဟာရေတဲ့အကိုကြီးနာမည်တီဟာလားကတော့နော်သူရေးတဲ့အတိုင်းဖတ်တာ တီဟာလားဟုတ် တီဟာရေတဲ့ဟိတ်ကောင်ကြီးတဲ့အဲ့တော့မပါဘူးသူအဲ့လိုခေါ်တာ ပါတော့ဖက်ကွာ โอเคဟိတ်ကောင်ကြီးတဲ့ဟုတ်ပါဘူးတီဟာရေတဲ့ငါချက်ကြီးပါတဲ့ဟုတ်ချက်ကြီးတီလားပြီ ငါငယ်တငယ်ချင်းပဲကွာ ဟာတွေ့ရလို့ဖိတယ်ပဲတဲလေးပြပါပဲချက်ကြီးတဲလေးပြပါ တကြီးတငယ်တကြီးကွာ ကိုကြီးတော်ဒါလေးချက်ကြီးပါတဲ့ငါမိမဖောက်ပြန်နေတဲ့အကြောင်းဟိုတဲ့မင်းသိရနော်တဲ့အဲ့ဒါကိုကြီးလည်းဖောက်ပြန်နေတာလားဟဲ့ငါမိမဖောက်ပြန်နေတဲ့အကြောင်းမင်းသိရနော်တဲ့အဲ့ဒီကောင်ငါစုံစမ်းနေတာကြာပြီတဲ့ဟောကြာပြီတဲ့ပဲသိလားအဲ့ဒီကောင်သူလည်းတော့ဦးရည်မသိသေးဘူးတဲ့ဟော तू မသိသေးဆိုတဲ့အကြောင်းပြောရပြီနော်အဲ့တော့ငါမိမလည်းဖင်ပိတ်ညင်းနေတယ်တဲ့ကိုကြီးဖင်ပိတ်ညင်းနေမှာယူတက်လေးပြလေးပါမေးဟုတ်တယ်ဒီတော့ဘာဖြစ်တော့တယ်ပြောမှာပါလေဖင်ပိတ်ညင်းနေတယ်တဲ့အဲ့ဒီကောင်အကြောင်းကိုတီးတဲ့သူဆိုလို့တဲ့အခု surprise လာတိုက်တဲ့နှစ်ကောင်ပဲတီးကြတယ်ကျွန်တော်တို့တောင်းရပြီနော်ဒါအစ်ကလေးကြီးကွာအဲ့ဒီဓာတ်အစ်ကလေးတွေကိုဟောဒီနှစ်ကောင်နဲ့ဈေးဥဖောက်ပြီးတေချာစစ်ပေးပါကျွန်တော်တို့စစ်ခိုင်းတာ လက်ဆက်တော့မင်းတို့ကဂျက်ကြီးမိမရဲ့လင်ငယ်အလိုတူတို့ပါတွေကို ဟုတ်ပါလေတဲလေးတွေပေးပါ ပဲရောမရောက်ဒါပဲရပါ မလားမပေးနဲ့မပေးနဲ့ကျေပါ ဖေဖေနဲ့မမေလုံနေသေးတယ်